ဦးမိုးမွေငါကောင်းရတဲ့အကြောင်းရင်းကိုပြောပြမယ်ကျွန်တော်တို့ခုငါးကင်တာအစားလို့ငါးသုံးရင်ခုကျွန်တော်တို့မြမြချင်းကိုကျွန်တော်တို့နော်ဒါတွေကနှစ်ပိတ်တာနီးနီးတစ်ပိတ်တာ80နှစ်ပိတ်တာနီးနီးခေါင်းမပါပေါ့ကျွန်တော်ဒါဆိုတစ်ပိတ်တာ90လောက်ရှိတဲ့အကောင်ကြီးတွေပါအကြီးတွေနော်ကဲအဲ့ဒါကိုကျွန်တော်အချိန်90ဝင်းငါနော်အချိန်90ခုသုံးတာကလဘဲကိုကျွန်တော်တို့ကဒီလိုကြိတ်တယ်ဒီလိုပြုတ်ပြီးတော့မှပြန်ကြိတ်တယ်ပြုတ်ပြီးတော့ပြန်ကြိတ်တယ်နော်ကြိတ်ပြီးတော့မှပြန်ပြုတ်ပါမယ်နော်ကဲဟိုတရားတစ်ပုတ်ဆန်းမှာအများစုကတော့ပဲကိုကျွန်တော်တို့เนาะဒီလိုပြုတ်ပြီးတော့မဟုတ်ဘဲနဲ့ပဲကိုထောင်းတယ်ကျွန်တော်တို့ကကြိတ်တယ်ကြိတ်ပြီးတော့မှကျွန်တော်တို့ကကဲဒီမှာပဲကြိတ်ပြီးသားလေးထည့်ပြီးကျွန်တော်တို့နာနာလေးဝေပါတော့မယ်စက္ကန့်20လောက်ပဲကျွန်တော်တို့ကြည့်ရပါတယ်เนาะပဲရသွားပါပြီကဲလူမရှိတော့ကိုယ်တိုင်ဝင်မှုရပြီဗျာလူနည်းနည်းနဲ့နော်ကဲလာကဲပဲဒါမြေပဲပါနော်မြေပဲ10ပိတ်တာလောက်ရှိပါနော်ထဲတော့မြေပဲကြိတ်ထားတာပါမြေပဲနဲ့ပဲနဲ့နော်ဒီနေ့ကမွေးငါ့ကိုသေချာလေးချက်ပြနော်စပရင်ကတော့များတယ်ဗျာ10စီးလောက်ရှိတယ်ထက်ချင်းထက်တက်ကဲချင်းတပိတ်တာ90နှစ်ပိတ်တာလောက်ရှိတယ်နော်အတိအကျတော့မဟုတ်ပါဘူးသိမကွာဘူးကဲချက်သွမြူဒါ9ပြုတ်ရေးပါဒါဆန်လုံးမ9ပိတ်တာနော်ထက်ရရင်း5ချိန်300ထက်ညက်3ပိတ်တာထက်ဒါကြည့်ပါအလွှားလိုက်လေးယူတဲ့နေရာမှာအလေရိုးကိုယူပြီးတော့ငါးຫນွေနီးကအလွှားလိုက်သေးတယ်နော်အရမ်းမြန်ပါတယ်ဒီလိုအလေရိုးကိုဆွဲထုတ်လိုက်အကောင်လိုက်ပြုတ်အလေရိုးဆွဲထုတ်ပြီးတော့ဒီမှာကြည့်သူ့အကြောမှာသူအယိုးတွေကတန်းလိုက်ရှိပါတယ်နော်ဒါကိုသိတယ်ဆိုရင်ကျွန်တော်တို့ကငါးကိုအတုံးလိုက်ထားတယ်ကျွန်တော်တို့ပွားလေးမွေငါတို့ငါးကိုတုံးလိုက်ထားပါတယ်နော်ဒီမှာဆွဲပြီးတော့ဂျားလေးဆွဲညှစ်လိုက်ချက်ဆွဲဖျဲလိုက်ရတယ်နော်လုံးဝမရှိတော့ဘူးဒါဆိုတော့ဘယ်လောက်မြန်လဲဆိုတာကဲငါ့ကိုဒါထက်အားဆိုင်ရတယ်နော်ပူတယ်နော်ကဲပူနဲ့ကျွန်တော်ပါးတွေမှာဆိုအဲ့ဒီပူလောင်တဲ့ထန်တွေအများကြီးရှိသူတို့ဆိုပူဆိုးတာအရင်ကလုံသမားတွေ2ယောက်ပဲရှိတာခုမှကျွန်တော်တို့ဝန်ထမ်းတွေ10ယောက်လောက်ရှိတယ်ဝန်ထမ်းတွေ2ယောက်တယ်ကဲအဲ့ငါပွားသွားပြီနော်လေရဖြတ်ပြီးတော့ဒီလိုလေရထိုး2ယောက်လှော်ပြီးတော့ဝင်းကားချိန်300ဆိုတော့ကျွန်တော်အများကြီးလောက်ရတယ်နော်မပြောဦးတွေရောအများကြီးလုံတယ်ဒါဘဲဥအလုံး900နော်လုံနေပါပြီဘဲဥတွေခဏစောက်အချိုပိုင်းရအချိုငံပိုင်းကိုကျွန်တော်စက်သားမို့နှထုတ်ထည့်ပါတယ်နော်ပကံလေးတစ်ခွက်လေးဘဲဥအလုံး900 200လောက်150လောက်ပဲရတယ်နော်ရင်ထည့်နေမယ်နော်ဘဲဥလေးမှုွေးသွားအောင်နော်ငါဘက်နိုင်ရင်းနဲ့ဒီမှာကြည့်ပါငါသုံးတာပါငါးတွေအများကြီးသုံးတာနော်တကယ်ငါးတွေအများကြီးသုံးတာကဲအဲ့တော့ပြောစရာမလိုတော့ဘူးဗျာကောင်းလိုက်တာနော်ရှယ်ပါကဲပြောစရာမလိုတော့နော်ဒီမွေးငါမျိုးတာကြိုက်တယ်လို့ရ
အုံးမထားရင်ပြောချင်တိုင်းပြောဒီမွေးငါမျိုးอ่ะနော်ဒီလိုပသိမ်မွေးငါဒီကြိုက်ပူများတယ်ဗျသူကရေကောင်းလုံးဝမပါဘူးနော်ချိုမွေးလေးဟိုကျွန်တော်တို့အလုံးဝပွားလေးမွေးငါနဲ့လက်ရတစ်ထပ်သေးလောက်တော့ကြားတယ်တက်မှလည်းသူတို့ရောင်းတဲ့ဈေးနဲ့ခုနချီရေးစားတာခုနော်ကျွန်တော်တို့မြည်လိုက်တာမြူသီးမုံလေးရယ်နည်းနည်းမင်းလေးထည့်လိုက်အိုးဟိုဘက်မှာဦးထုံးဝင်းနေလာမီတာစုတို့ရဲ့ကုသိုလ်ပါဦးထုံးဝင်းနေလာမီတာစုကျမ်းမာချမ်းသာဘေးပြဝေးသွားပြီကောင်းကျိုးလိုပါဆန္ဒတူကိုကြီးကျမ်းမာချမ်းသာပြီနော်လုပ်ငန်းခိုင်ခံတွေအစရဖို့တိုးတက်အောင်မြင်မှုကာလနော်အေဂျင့်နဲ့မိသားစုတွေအေဂျင့်တဲ့ဘဝတွေလည်းတရားတူတရားမြတ်တွေဒီဘဝဒီခန္ဓာနဲ့ရတယ်ကြောက်လည်းမျက်မှောက်ပြုလွယ်နိုင်ပါစေလို့ဆုမွန်ကောင်းများပို့တာပါတယ်တတော်အမှန်တွေတရားတွေချမ်းမြေ့တာရာရှိတော်မူနိုင်ကြပါစေခင်ဗျာ